မိဒုက္ခနှင့်ဝေဒာမန်၏တစ္ဆာတရားဣမဝနာတော်ချေအနီးရှိရွာငယ်လေးတစ်ရွာတွင်မိဒုက္ခအမည်ရှိသောပန်းထိတ်ဆရာတဦးရှိ၏မိဒုက္ခသည်လက်ရမြောက်လာသောရွှေတဲငွေတဲများကိုပြုလုပ်နိုင်တော်လဲစိတ်သဘောထားကောက်ကျစ်ပြီးမာယာများလှ၏တနေ့သောမိဒုက္ခသည်တောအုပ်ကြီးကိုဖျက်ဆီး၍အခြားမြို့တစ်မြို့သို့ရွှေတဲများတွားရောက်ရောင်းချရန်ခီးထွက်ခဲ့၏လမ်းခီးတွင်မထင်မှတ်ပဲမိုးတက်မုန်တိုင်းကြာရောက်လာပြီး၆ကမ်းပါအတွင်းသို့ပြုတ်ကျသွားခဲ့လေသည်ထို၆ကမ်းပါနှက်ကြီးအတွင်းသို့မိဒုက္ခနှင်းမြုပ်နေစဉ်တွင်တတိဟအမည်ရှိသောချင်းသေးတစ်ကောင်နှင့်ဝေဒာမန်အမည်ရှိသောမွေနဂါးတစ်ကောင်သုံးမာလူအမည်ရှိသောမြောက်တစ်ကောင်နှင့်လေးစေရအမည်ရှိသောမြို့တထေးကြီး၏တားတဦးတို့လည်းမုန်တိုင်းကြောင့်ထို၆တွင်သို့အသီးသီးပြုတ်ကျလာကြ၏မိဒုက္ခသည်ကြောက်လန့်တကြားဖြစ်နေစဉ်ချင်းသေးမွေမြောက်နှင့်လူတို့သည်၆ထဲမှလွတ်မြောက်ရန်ဖျားလောင်းယဟန်တစ်ပါး၏ကူညီမှုကိုအတူတကွရရှိခဲ့ကြ၏၆ထဲမှလွတ်မြောက်လာသောအခါတရိษံ၃ကောင်လုံးကယဟန်တော်နှင့်မိဒုက္ခတို့အားကျေးဇူးတုံ့ပြန်ရန်တစ္ဆာပြုကြ၏မြောက်မာလူအရှင်ဖျားတပည့်တော်သည်အခါခါတတိချိုများကိုအရှင်တို့ထံလာရောက်လှူဒန်းပါမည်ချင်းသိတိဟအရှင်ဖျားတပည့်တော်သည်ယတနာများနှင့်ကောင်းမွန်သောတားကောင်အသားများကိုအရှင်တို့အတွက်ရှာဖွေပေးပါမည်မွေဝေဒာမန်အရှင်ဖျားဘေးအန္တရာယ်ကြုံလာပါကတပည့်တော်၏နာမည်ကိုတိုင်တီလိုက်ပါတပည့်တော်ချက်ချင်းရောက်လာ၍အသက်ကိုကယ်ပါမည်သို့သောတထေးသားဇေယကမူယတနာများကိုမတ်မောသောမိဒုက္ခနှင့်မတိမတာမိတ်ဖွဲ့ကငါအိမ်သို့လာပါတင့်ကိုငါစီးစိမ်များစွာပေးပါမည်ဟုဂတိပေး၏မိဒုက္ခသည်စိတ်တစားမမောမှုကြောင့်တရိษံတို့၏တစ္ဆာတရားကိုမထောက်ထားဘဲတထေးသားဇေယနှင့်အတူမြို့သို့လိုက်ပါသွားတော့၏အချိန်ကာလအနည်းငယ်ကြာသောအခါမိဒုက္ခသည်သူ၏ပန်းထိန်လုပ်ငန်းတွင်စီးပွားပြက်ကဆင်းရဲဒုက္ခရောက်လာ၏ထိုအခါသူသည်တောအုပ်ထဲသို့ပြန်သွားပြီးတရိษံများကိုရှာဖွေ၏မြောက်မာလူကမိဒုက္ခအားတတိများအပြည့်စုံကျွေးမွေး၏ချင်းသေးတိဟကနန်းတော်မှခိုးယူလာခြင်းမဟုတ်ပဲတောထဲမှရရှိထားသောရှေးဟောင်းယတနာထုတ်ကြီးကိုမိဒုက္ခအားတစ္ဆာရှိစွာပေးအပ်လိုက်၏မိဒုက္ခသည်အလွန်ဝမ်းသာသွားပြီးထိုရဏထုတ်ကိုယူကာမျိုးသို့ပြန်လာခဲ့၏သို့သောလောဘကြီးလာသောမိဒုက္ခသည်ထိုယတနာများကိုသူတဦးတည်းပိုင်ဆိုင်လိုသဖြင့်ဘရင်ထံတွားရောက်၍ဆွဆွဲတိုင်တန်းလိုက်၏အရှင်မင်းကြီးဇေယသည်နန်းတော်ယတနာများကိုခိုးယူထားပြီးတောထဲတွင်လှည့်လည်ရောင်းချနေပါသည်ဘရင်ကြီးသည်စုံစမ်းခြင်းမပြုဘဲတထေးသားဇေယကိုဖမ်းဆီးထောင်သွင်းလိုက်ပြီးမိဒုက္ခအားဆုလက်များပေးအပ်လိုက်တော်၏ဇေယထောင်ထဲတွင်မတရားခံနေရကြောင်းကြားသိရသောအခါငွေနဂါးဝေဒာမန်သည်တစ္ဆာတရားအတိုင်းကူညီရန်နန်းတော်သို့ဦးတည်ထွက်ခွာလာခဲ့၏ဝေဒာမန်သည်မိဖုရားကြီး၏ခြေတလုံးကိုအစိတ်မတက်စေဘဲမေ့မျောသွားယုံများခဲလိုက်၏တနိုင်ငံလုံးရှိသမားတော်များကုသတော်လဲမိဖုရားကြီးနိုးထမလာခဲ့ပေထိုအချိန်တွင်ဝေဒာမန်သည်ဇေယ၏အိမ်မက်ထဲသို့ဝင်ရောက်၍ပြောကြားလိုက်၏တထေးသားမကြောက်ပါနှင့်မိဖုရားကြီးအားငါ၏အစိတ်ပြေဆေးရွက်ဖြင့်တိုးလိုက်ပါမိဖုရားကြီးနိုးထလာပါလိမ့်မည်ထို့နောက်ဘရင်ကြီးအားအဖြစ်မှန်ကိုအမှန်တိုင်းလျှောက်ထားပါနနက်ရောက်သောဇေယသည်ထောင်မှလွတ်မြောက်ကမိဖုရားကြီးအားဆေးရွက်ဖြင့်တိုးလိုက်ရာမိဖုရားကြီးချက်ချင်းတတိပြန်ရလာခဲ့၏ဘရင်ကြီးသည်အလွန်ဝမ်းမြောက်သွားပြီးဇေယအားအကြောင်းစုံမေးမြန်းလိုက်၏ဇေယကတောထဲတွင်ဖျားလောင်းယဟန်ထံ၌တစ္ဆာပြုခဲ့ကြပုံတရိษံတို့၏တစ္ဆာရှိပုံနှင့်မိဒုက္ခ၏ကောက်ကြီးယုံမာပုံတို့ကိုအသေးစိတ်လျှောက်ထားလိုက်၏ဘရင်ကြီးသည်မိဒုက္ခကိုချက်ချင်းဖမ်းဆီးခေါ်ဆောင်စေပြီးစစ်ဆေးသောအခါမိဒုက္ခသည်ဘာမျှမငင်းဆန်နိုင်ပဲအပြစ်ကိုဝန်ခံခဲ့ရ၏ဘရင်ကြီး၏အဆုံးဖြတ်တရိษံတို့သည်ပင်ကျေးဇူးတရားနှင့်တစ္ဆာတရားကိုတိကျကုန်၏တင်သည်မနုတလူသားဖြစ်ပါလျက်တရိษံတို့ထက်ယုံမှကောက်ကျစ်ပေသည်ထို့ကြောင့်တင့်အားတိုင်းပြည်မှအပြည့်အပိုင်နှင့်ထုတ်စေမိဒုက္ခသည်တိုင်းပြည်မှနှင်ထုတ်ခံရပြီးအထီးကျန်စွာဒုက္ခရောက်ခဲ့ရ၏တထေးသားဇေယမူကားဘရင်ကြီး၏အမတ်ကြီးအဖြစ်မြောက်စားခြင်းခံရပြီးတရိษံမိတ်ဆွေများနှင့်အတူငြိမ်းချမ်းစွာနေထိုင်သွားခဲ့လေသည်